မင်္ဂလာပါရှင်။ဘာမပိုကက် channel ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကတော့စာရေးဆရာမင်းမျက်နှာရေးသားထားတဲ့ဘက်ကိုက်ဇလန်းလေးရဲ့အပိုင်းခွန်ကိုတင်ဆက်ပေးချင်ပါတယ်။ဇလန်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားနူဒီကောင်းကောင်းလေးကိုလည်းနှိပ်သွားပေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ခွာစားပြီးတော့ဇလန်းလေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါ။ဝင်းအောင်ရဲ့လက်မျိုးကိုငှက်ကြောက်ကဘာမပြောညာမပြောနဲ့တံမြောင်နဲ့ထောက်လိုက်တဲ့အတွက်ကိုဝင်းနိုင်မျိုးလုံးပြူသွားတယ်။ဒါကြောင့်မလို့ပြပြတလဲနဲ့ငါကြောက်မလုပ်ပါနဲ့ကွာ။ဒါငါမိတ်ဆွေကြီးကွာ။မင်းပါလိုချင်လို့လေ။လိုချင်တာပြောကွာငါပေးမယ်။ငါမိတ်ဆွေကြီးကိုတော့ဘာမှမလုပ်ပါနဲ့ကွာ။ငါတောင်းပန်ပါတယ်။ကိုဝင်းနိုင်ကငါကြောက်အနားကိုသွားပြီးတော့မျက်နှာငယ်လေးနဲ့တောင်းပန်ရှာတယ်။ကိုဝင်းနိုင်ကသာတောင်းပန်နေတယ်။ရဲကြီးကတော့ကြောက်ရွံ့တရုပ်လိုတုတ်တုံများမလုံးသူနဲ့မဆိုင်တယ်လို့နေနေတယ်။ငါကြောက်ငါတောင်းပန်ပါတယ်ကွာငါမိတ်ဆွေကိုဘာမှမလုပ်ပါနဲ့မင်းငွေလို့လားဘလောက်လို့လဲငါပေးမယ်ကွာကိုဝင်းနိုင်ကနောက်တစ်ချိန်ထပ်တောင်းပန်တယ်ဒီတစ်ချိန်မှာတော့မိအမိကလက်ထဲကတုံနေကိုဝင်းနိုင်ကိုဆွဲပြီးတော့ခမည်းစော့ပါဆက်ကိုပိတ်လိုက်ရင်ကောင်းမယ်နော်အဲ့ဒီလိုလေးတန်းမာမာနဲ့ပြောလိုက်တယ်မိအမိအကြောင်းသိတာကြောင့်ကိုဝင်းနိုင်ဘာမှထပ်မပြောရဲတော့ပဲငြိမ်သွားပါတယ်ဒီတော့မှဝင်းအောင်ကမျက်လုံးကိုဖြည်းဖြည်းချင်းပြန်ဖွင့်ပြီးတော့ကောက်လေးငါလက်မျိုးကိုဓမြောင်နဲ့ထောက်ပြီးဘာလို့မလို့လဲငွေတောင်းမလို့လားကွာငွေတောင်းမလို့မဟုတ်ဘူးကွာမင်းကိုတတ်မလို့ဩတတ်မှာဆိုလဲတတ်လေကွာဘယ်သူအမိတ်စောင့်နေတာလဲငါတေးရမှာမကြဘူးဒါကြောင့်မလို့ငါလက်မျိုးတဲ့ကိုမင်းဓမြောင်အဆုံးထိထိုးသွင်းလိုက်မြန်ထိုးသွင်းခံပြီးမြန်သေးမြန်နောက်ဘွားကိုဘယ်လောက်တောင်ပြောဖို့ကောင်းလဲကွာဝင်းအောင်ကလေးတန်းအေးအေးနဲ့တက်ခွန်းချင်းပြောပြီးသူ့ရဲ့လက်မျိုးမှာထောက်ထားတဲ့ငါကြောက်ရဲ့ဓမြောင်ပေါ်မှာစလိတ်တို့ဖြင့်ဖိချေပြီးမိတက်နေလိုက်ပါတယ်။အဲ့ဒီနောက်မိတည်သွားတဲ့စလိတ်ကိုအောက်ပြေးချလိုက်ပြီးဘယ်ဆိုးလို့လဲခမည်းသွေးတော့အတော်ရဲတာကျုပ်တွေ့ဘူးတဲ့လူတွေထဲခမည်းသွေးအရေးဆုံးပဲဗျ။မကြောက်ကအဲ့လိုပြောပြီးဝင်းအောင်ရဲ့အင်ဂျီကော်လန်ကိုဆွဲထားတဲ့သူ့လက်ကိုပြန်လွတ်ပေးလိုက်ပြီးတမြောင်ကိုလည်းပြန်ရုပ်ရည်ခါကြပြန်ထိုးလိုက်ပါတယ်။အဲ့ဒီနောက်ဝင်းအောင်ဘေးကတန်လျာပေါ်ရီဝင်ထိုင်နေမြင်းမီကလည်းတုတ်ကိုဇပွဲကုံပေါ်တင်ပြီးတော့တန်လျာပေါ်ထိုင်လိုက်တယ်။ဒီတော့မှဝင်းအောင်ကကလထိုင်ပေါ်ကနေချပြီးငကြောက်တုံနဲ့မျက်နှာချင်းဆိုင်တန်လျာပေါ်ပြောင်းထိုင်လိုက်တယ်။ဝင်းအောင်ထသွားတာနဲ့ရဲကြီးကလည်းဝင်းအောင်နောက်လိုက်ပြီးတော့ဝင်းအောင်အနောက်မှာမတ်တက်ရက်နေပြန်တယ်။ဝင်းနိုင်ကတော့ဘာကိုမှနားမလဲတာကြောင့်သူ့ကောင်းသူလက်နဲ့နာနာကုတ်ပြီးဝင်းအောင်ဘေးတွင်သွားထိုင်လိုက်တယ်။ကဲကောင်လေးတွေစိုးစမ်းပါဦး။ဒီအချိန်ကြီးငါ့စီဘာလာလို့ကြတာလဲ။ဝင်းအောင်ကရုတ်တရက်စကားစားတယ်မင်းနေစီကလိုသေးလို့လားဒီအချိန်ကြီးခမားစီကိုကျုပ်တို့လာတယ်ဆိုမှတော့အလဲတက်တက်ဘယ်ဟုတ်ပါမလဲဗျာအကြောင်းရှိလို့ပေါ့ဒီလောက်ဆိုဆက်ပြောဖို့မလိုတော့ဘူးထင်တယ်ခမားသဘောပေါက်ပါပြီဝင်းအောင်ကခေါင်းတိတ်ငိမ့်ငိမ့်နဲ့အေးသဘောပေါက်တယ်ဒါပေမဲ့ငါသိချင်တာလေးအရင်မေးဦးမယ်ကွာဘာမင်းပါလဲထွေထွေထူးထူးတော့မဟုတ်ပါဘူးကွာမင်းတို့လိုချင်တာငါမပေးဘူးဆိုရင်မင်းတို့ငါ့ကိုဘာလုပ်ကြမှာလဲငါအဲ့ဒါသိချင်နေတာငါကြောက်ကဘာစကားမှပြန်မပြောဘဲခက်ရက်တစ်ချက်ပြုံး၍ခါးကြားမှာထိုးထားတဲ့ဓမြောင်ကိုစက်ခနဲ့ဆွဲထုတ်ကစပွဲခုံမှာအားပါပါထိုးဆိုင်ပြလိုက်တယ်။မြင်းမီကလည်းစပွဲခုံပေါ်ကတုတ်ကိုညာလက်နဲ့စက်ခနဲ့ဆွဲယူပြီးသူ့ဘဲဘဲလက်ကလက်ဖွားကိုခတ်ဖွားဖွားဆက်လိုက်တယ်။ဝင်းအောင်သဘောပေါက်၍နှိလိုပွဲတစ်ချက်ပြုံးလိုက်တယ်။အဲ့ဒီနောက်ရဲကြီးအိမ်မော်ထက်ကငါလက်အိမ်မြန်သွားယူခဲ့စမ်းအဲ့ဒီလိုခက်ပြက်ပြက်ပြောလိုက်တယ်။ရဲကြီးကခေါင်းညှိပြပြီးအိမ်ပေါ်ထက်ကိုခတ်တုတ်တုတ်တက်သွားတယ်။ခဏကြာမှတော့လွယ်အိတ်တစ်လုံးကိုကင်ပြီးပြန်ဆင်းလာခဲ့တယ်။အဲ့ဒီနောက်လွယ်အိတ်ကိုဝင်းအောင်လက်ထဲထည့်ပေးလိုက်ပါတယ်။ဝင်းအောင်ကလွယ်အိတ်ကိုစပွဲကုံပေါ်ပစ်တင်ပြီးငကြောက်ကိုကြည့်၍မျက်စာပြပြတယ်။ငကြောက်ကလွယ်အိတ်ကိုဆွဲယူပြီးအထဲကိုကြည့်တယ်။အထဲမှာငွေတွေအများပြားလာတဲ့ငွေတွေကြောင့်ငကြောက်မျက်လုံးပြင်ပြူသွားတယ်။ကောင်းလေးအဲ့ဒီလောက်ဆိုဒီညဖဲ့ရက်ဖို့လုံလောက်တယ်မလား။ဝင်းအောင်ကခက်ပြုံးပြုံးနဲ့ပြောတယ်။ငကြောက်ကချက်ချင်းခေါင်းရမ်းပြပြီးတိတ်များလွန်းတယ်လို့တခွန်းနဲ့ပြောကလွယ်အိတ်ထဲကနေလူတလောက်ငွေကိုယူပြီးလွယ်အိတ်ကိုစပွဲကုံပေါ်ပြန်ပစ်တင်ပေးလိုက်ပါတယ်။အဲ့ဒီနောက်စပွဲကုံမှာစိုက်ဝင်နေတဲ့သူ့ရဲ့ဓမြောင်ကိုပြန်နှုတ်ပြီးခါကြားမှာပြန်ထိုးလိုက်ပါတယ်။အဲ့ဒီနောက်တငယ်ချင်းတွေရောက်မတ်တက်ထားရပြီးလူကျင်နာရပြီဆိုတော့ကျုပ်တို့ကိုသွားခွင့်ပြုပါဦး။အခုလောက်ဆိုနာရေးကဖဲဝဲကကောင်းနေလောက်ပြီဗျ။အချိန်မရတော့လို့နောက်မှစကားအေးအေးဆေးဆေးပြောကြတာပေါ့ဖြည်းဖြည်းပေါ့ကွာစောပါသေးတယ်ကွာ
ပြန်ထိုင်စမ်းပါဦးဖဲဝိုင်ကဒီအချိန်ကောင်းမှမဟုတ်သေးဘူးညနေမှကောင်းမှာကွာဒါကြောင့်မလို့အရက်လေးတော့အမြင့်လေးစားပြီးစကားအေးအေးဆေးဆေးပြောကြတာပေါ့ပြီးမှသွားမယ်ငါလဲလိုက်မှာကွာမြင့်မိနဲ့ငကြောင်တယောက်မျက်နှာတယောက်ကြည့်ပြီးကြံလျားပေါ်ပြန်ထမ်းလိုက်ကြတယ်ဒီတော့မှဝင်းအောင်ကကိုဝင်းနိုင်ဘက်ကိုလှည့်ကြည့်ပြီးတော့ကိုနိုင်ညနေကခမ ्या ကိုကြုတ်ဝဲခိုင်းထားတဲ့အရက်နဲ့အမိတွေတွားယူခဲ့စမ်းပါဦးကျုပ်ရဲ့အထူးဧည့်သည်တော်ကြီးတွေနဲ့ပျော်ပျော်ပါပါတောက်ကြရအောင်လို့ပါဝင်းအောင်မင်းဘာပြောလိုက်တယ်မင်းပြောတဲ့အထူးဧည့်သည်တွေဆိုတာမြင်းမိနဲ့ငကြောက်ကိုပြောတာလားကွာဒီရွာမှာဒီကောင်တွေအပြင်ဘယ်သူရှိသေးလို့လဲဝင်းအောင်အကြောင်းခမ ्या သိပါတယ်အစိတ်ရှိတဲ့ကောင်တွေနဲ့ပဲပတ်သက်တာတာမန်ကောင်တွေကိုခေါင်းနဲ့တိတ်ထဲတာမဟုတ်ဘူးကိုဝင်းနိုင်မြင်းမိနဲ့ငကြောက်ကိုမရဲတရဲကြိတ်လိုက်တယ်တစ်ဆက်တည်းဆိုသလိုတက်ပြင်းတစ်ချက်လဲချလိုက်တယ်အဲ့ဒီလိုတက်ပြင်းချခြင်းကဝင်းအောင်နဲ့မြင်းမိငကြောက်တို့ပေါင်းမိသွားခြင်းကြောင့်ဖြစ်ပါတယ်အဲ့ဒီနောက်ကိုဝင်းနိုင်ကတန်လျာပေါ်ထပြီးအရက်နဲ့အမီးတွေသွားယူပေးပါတယ်ထို့သောဖြင့်နောက်15မိနစ်လောက်ကြာတော့စပွဲကုံပေါ်အရက်တွေအမီးတွေခွက်တွေအားလုံးရောက်ချပြီဒီတော့မှဝင်းအောင်ကမတ်တဲထရက်ပြီးအရက်တစ်လုံးကိုဆွဲယူ၍ခွက်တွေအားလုံးထဲကိုအရက်ငှက်ထည့်လိုက်ပါတယ်အဲ့ဒီနောက်ခွက်နှစ်ခွက်ကိုမြင်းအမိနဲ့ငကြောက်ရှိကိုရှာပေးပြီးတော့နောက်နှစ်ခွက်ကိုရဲကြီးနဲ့ကိုဝင်းနိုင်ချိချပေးခဲ့ပါတယ်ကျန်တစ်ခက်ကိုတော့မိမိဘာသာဇက်ကနေဆွဲယူပြီးတက်ဆိုင်ထဲမောတောက်လိုက်တယ်ဝင်းအောင်ကသူ့ရက်ခွက်ကိုမောတောက်လိုက်တာနဲ့ကြံလူတွေလည်းသူတို့ရှေ့ရောက်နေတဲ့အရက်ခွက်တွေကိုစက်ကနေဆွဲယူပြီးအသီးသီးမောတောက်ကြပါတယ်အဲ့ဒီနောက်အားလုံးပျော်ပျော်ပါပါနဲ့အရက်တောက်လိုက်အမြည်စားလိုက်စကားပြောလိုက်လုပ်နေကြတယ်ထို့သောဖြင့်ည10နာရီထိုးနီးရောက်ချိန်မှာအရက်ဝိုင်းသိမ်းကြပါတယ်မသိမ်းလို့လည်းမရအရက်လဲကုန်အမြည်လဲကုန်အရက်ဝိုင်းသာသိမ်းနေတယောက်မှဟုတ်တိပတ်တိမမှုကြဒါကြောင့်မလို့ငကြောက်ကသူ့ကောင်းသူလက်နဲ့ကုပ်ပြီးတော့ဟဲ့လူတခုခုတော့လွဲနေပြီထင်တယ်နော်ကျုပ်တို့ဒီမှာထိုင်နေရတာအတော်ကြာနေပြီဗျဘာလို့တယောက်မှမမှုကြတာလဲငကြောက်ခုံမမထောင်ထားတဲ့ပလင်းရီအတွက်ကိုလည်းတစ်ချက်ကြည့်ဦးကွာပလင်း6လုံးလူ9ယောက်ဝိုင်းတောက်မှတော့ဘယ်လိုလုပ်မူးမှလဲနောက်ပြီးငါတို့ကအရက်ကနဲနဲစကားများများပြောနေတာကိုကွာမြင်းမီကဝင်းပြောတယ်ဝင်းအောင်ကခက်ရဲပြုံးပြီးတော့ကောင်းလေးမင်းတို့ကိုတက်မင်မမူးစေချင်လို့အရက်နဲနဲပဲဝယ်ပြီးအမိများများဝယ်ထားတာအရက်ဆိုတာကစေးဖြစ်ဝါဖြစ်ပဲကောင်းနေကွာများသွားရင်မကောင်းဘူးအန်ဒီရရှိတယ်ကွာဒီလိုဆိုရင်တော့လေခမ ्या နဲ့ကျုပ်တို့ရေရှည်ပေါင်းလို့မရတော့ဘူးဗျကျုပ်တို့ကတောက်ရင်အမူးတောက်တာမူးရင်လဲတယ်လဲရင်ပြန်မထဘူးလဲတဲ့နေရာမှာပဲတခါတည်းလဲလိုက်တယ်ဗျာငါကြောက်ကအဲ့ဒီလိုပြောတယ်ဝင်းအောင်ကတဟားဟားရှိပြီးတော့ဟုတ်ပါပြီကွာဒီနေ့တော့ဒီလောက်နဲ့ပဲကျင်းနေလိုက်တော့နော်မနေ့ပြန်မှအမူးထပ်တောက်ကြမယ်ကွာဒီလိုဆိုရင်မင်းတို့နဲ့ငါရေချေပေါင်းလို့ရပြီလားပေါင်းတာကတော့ပေါင်းလို့ရပြီဒါပေမဲ့မနေ့ပြန်တောက်မဲ့အရက်ကျုပ်တို့မတိုက်နိုင်ဘူးနော်ဖဲကအခုထိရိုက်တောင်မရရသေးဘူးဗျနိုင်ပါလားရှုံးပါလားဆိုတာမသိသေးဘူးနိုင်ရင်တော့တမျိုးပေါ့ဗျာရှုံးရင်တော့လေကျုပ်တို့လည်းမတက်နိုင်ဘူးဗျဒါကြောင့်မလို့မနေ့ပြန်တောက်မဲ့အရက်ကျုပ်တို့မတိုက်နိုင်ဘူးအခုတည်းကတခါတည်းကြိုပြောထားတာပါအေးပါကွာမနေ့ပြန်လဲငါပဲအကုန်ကြခံပြီးတိုက်ပါမယ်အဲ့ဒီအတွက်ပူးမနေနဲ့ကုံကုံပြောမယ်ကွာဒီရွာမှာငါနေတွေ့မင်းတို့ဘာမှလူတွေသေးမရှိစေရဟုတ်ပြီလေထားပါတော့လောလောဆယ်ဖဲပိုင်းသွားမယ်ဗျာဒီအချိန်ဆိုရင်တော့တေချာပေါဖဲပိုင်းကောင်းနေပြီဗျအေးသွားကြတာပေါ့ဝင်းအောင်ကပြောပြီးတော့ရဲကြီးကိုအထိပ်ပေပါပါကြည့်လိုက်တယ်ရဲကြီးကသဘောပေါက်၍ကောင်းအသာညှိပြပြီးတန်လျားပေါ်ကနေချက်ချင်းထကအိမ်ပေါ်ကိုခတ်တုတ်တုတ်တက်သွားပါတယ်ခဏကြာတော့လက်ထဲမှာဆက်လက်လေးငါးလိမ့်နဲ့ခါကြမှာတမြောက်တစ်ချောင်းကိုထိုးပြီးတော့ပြန်ဆင်းလာတယ်အဲ့ဒီနောက်ဆက်လက်တွေကိုဝင်းအောင်ကိုပေးလိုက်တယ်ဝင်းအောင်ကရဲကြီးပေးတဲ့ဆက်လက်တွေကိုသူ့အိတ်ကထဲအကုန်ထိုးထည့်လိုက်တယ်ပြီးမှစောစောကငွေတွေထည့်ထားတဲ့လွဲကိုခတ်တူတူပြင်လွှဲပြီးတော့ကိုနိုင်ကျုပ်တို့သွားရမယ်လို့ပြောကရှေ့ဆုံးကနေထွက်သွားခဲ့ပါတယ်ဝင်းအောင်ထွက်သွားတာနဲ့ရဲကြီးငှက်ကြောင်မြင်းမီတို့3ယောက်လည်းနောက်ကနေလိုက်သွားကြပါတယ်ည7:30နာရီမိနစ်30ဟဲ့အောင်နေလက်ဆောင်ငါဖဲဝေရောမယ်ကွာမြာကြီးကဖဲချက်တွေကိုကျန်းရှည်စွာကလပ်ဖန်ထိုးရင်မန်ပါပါအော်ပြောနေတယ်မြာကြီးရဲ့ဘေးမှာတော့ဘာတန်းကဆက်လက်ထိုင်တောင်းနေတယ်သူတို့ရဲ့မျက်နှာချင်းဆိုင်မှာတော့မနေကလေးကသူတို့နဲ့ပြဿနာတက်ထားတဲ့လူထိုင်နေပါတယ်ထို့လူကတက်ချက်မြာကြီးနဲ့ဘာတန်းကိုစားမတက်ဝါမတက်အကြည့်မျိုးဖြစ်ကြည့်နေတယ်ဒါကိုမြာကြီးကဘာတန်းကိုနှစ်ယောက်စလုံးတတိထားမိတယ်ဒါပေမဲ့လည်းမသိကြအောင်ဆောင်ပြီးဖဲကူသာဆက်ကစားကြတယ်ထို့သောဖြင့်မြာကြီးကဖဲချက်တွေကိုအစင်လိုက်ဝေးပေးနေတယ်အဲ့ဒီနောက်
သူ့ရှိကဖဲချက်ကိုကောက်ယူပြီးအသာနှမ်း၍ဖြည်းဖြည်းချင်းပုတ်ကြည့်တယ်။ဟာကောင်းလိုက်တယ်ဖဲကွာရှစ်ပေါက်ငါဖဲကိုဘယ်ကောက်နိုင်တယ်မနိုင်ရင်လက်ထက်ကဖဲချက်တွေဝိုင်းလေကိုချလိုက်တော့မြာကြီးကမန်ပါပါအဲ့ဒီလိုအော်တယ်ဟဲ့အောင်တိတ်ပြောမနေနဲ့မင်းဖဲကိုငါနိုင်တယ်ကွာကိုပေါက်ကွာရော်စမ်းဖဲသမားတဦးကအဲ့လိုပြောပြီးသူ့ရဲ့ဖဲနဲ့ချက်ကိုပြန်လန်လိုက်တယ်မြာကြီးကထိုဖဲသမားရဲ့ဖဲနဲ့ချက်ကိုတစ်ချက်ငုံကြည့်ပြီးတော့နိုင်ရင်ရောမယ်ကွာကျန်တဲ့ကောင်တွေရောငါဖဲကိုနိုင်လားနိုင်ရင်ရောမယ်မနိုင်ရင်စားရဗျာမင်းတို့ဖဲတွေလှမ်းတော့မြာကြီးစကားဆုံးတာနဲ့နှစ်အိမ်ကသူတို့ဖဲကိုလှမ်းပြတယ်တယောက်က6ပေါက်တယောက်က9ပေါက်နောက်တိန်ကတော့သူ့ရှိကဖဲနှစ်ချက်ကိုမလန်ဒါကြောင့်မလို့မြာကြီးထိုဖဲသမားကိုခက်တီတီနဲ့ကြည့်ပြီးတော့ဟဲ့အောင်ဘေးတွေကသူတို့ဖဲသူတို့လန်ကုန်ပြီကွာမင်းအိမ်ကဘာလို့မလန်သေးတာလဲလေးပြည့်လို့လားကွာလူလိုပြောနေတာလူလိုနားမလည်ဘူးလားမင်းဘာဖြစ်ချင်တာလဲမနေ့ကပဲလှုပ်ထားတယ်မမှတ်သေးဘူးလားကွာအေးမမှတ်သေးဘူးငါဖြစ်ချင်တာဘာလဲဆိုတာမင်းတို့နှစ်ကောင်ရဲ့စော့ကွက်ကိုစော့ထိုးချင်တာကွာထိုဖဲသမားကဒေါသတကြီးအော်ပြောပြီးမြာကြီးရဲ့မျက်နှာကိုလက်သီးနဲ့ပြေးထိုးတယ်မြာကြီးကခေါင်းကိုအတာငုံရှောင်ပြီးဖဲသမားရဲ့လက်ကိုဖမ်းလိမ့်လိုက်တယ်အဲ့ဒီခိုင်ဒုတ်ကင်ထားတဲ့လူတစုဖဲဝိုင်းကိုအပြေးရောက်လာပြီးထိုလူတွေကခေါင်းဆောင်လို့ထင်ရသူကဟဲ့အောင်နေမင်းတို့ဘာဖြစ်ချင်နေတာလဲမင်းတို့ကိုဝိုင်းမစခင်နေတာဘာမှထားတယ်ဖဲကစားမှဆိုရင်အေးအေးကစားစော့ပြဿနာမရှာနဲ့လို့မမထားဘူးလားကွာရံပြစ်မှဆိုဝဝသားဖြစ်ဒီမှာလာမဖြစ်နဲ့ဒါနိုင်အိမ်ကွာမင်းတို့အမေလင်းအိမ်မဟုတ်ဘူးကွာအဲ့ဒီလိုလေးတန်းမာမာနဲ့ပြောလိုက်တယ်မြာကြီးကထိုလူအုပ်ကိုတစ်ချက်ဝေးကြည့်လိုက်ပြီးထိုဖဲသမားရဲ့လက်ကိုပြန်လွှတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်ကိုးပေါက်သမားကိုထိုးထားတဲ့ငွေပပနာရောပေးပြီးတော့ကြက်နဲ့အိမ်ကထိုးထားတဲ့ငွေကိုစားတယ်အဲ့ဒီနောက်စောစောကဖဲသမားကိုကြည့်ပြီးတော့ဟဲ့အောင်မင်းဖဲအခုထိမလန်သေးဘူးလားအဲ့ဒီလိုတခွန်းနဲ့ပြောလိုက်ပါတယ်ဒီတော့မှထိုဖဲသမားလည်းအချိန်နေမဟန်မှန်းသိတာကြောင့်သူ့ရှိကဖဲနှစ်ချက်ကိုလှမ်းပြပြီးဖဲဝိုင်းကနေခက်တုတ်တုတ်ထသွားတယ်မအေးဘေးမျိုးတိမ်မာတော့ကြောက်တာပြေးလိုက်တာတန်းနေတာပဲဒုက္ခိုင်ထားတဲ့လူအုပ်ထဲမှာလူတအူးကပြောလိုက်တယ်ထိုလူရဲ့စကားကြောင့်ဖဲဝိုင်းကိုကြည့်နေသူတွေအားလုံးတဟားဟားစီမောလိုက်ကြပါတယ်မြာကြီးလည်းထိုလူထိုးခဲ့တဲ့ငွေတွေကိုဆွဲယူပြီးတော့အိမ်ကတော့လွတ်သွားပြီကျန်တဲ့လူတွေထဲမှာဖဲကစားမဲ့သူမရှိကြဘူးလားရှေ့ဝင်စမ်းပါအောင်ငါ့အိမ်ပြည့်သွားအောင်လို့လေတိတ်ရှိတာပေါ့ကွာတိမ်မှမလွတ်သေးလို့ဘေးကနေအသာထိုင်ကြည့်နေတာလွတ်ပြီဆိုတော့ဝင်ပြီပေါ့ဗျာလူအုပ်ကြားထဲကနေလူတအူးထွက်လာတယ်ထလူငယ်ကလွယ်ကြီးတစ်လုံးကိုခက်တူတူတိုင်းလွှဲထားတယ်ကြိုက်ပြီလေငါလည်းဒါမျိုးမှသဘောကျတာဝင်မဆိုမြမြဝင်နောက်တော်ဝိုင်းထက်ဆမယ်မြာကြီးကထလူငယ်ကိုမောမကြည့်ပဲနဲ့ဖဲချက်တွေကိုကျန်းကျင်စားကလပ်ဖန်ထိုးရင်းပြောနေတယ်ဘာတန်းကတော့ထလူငယ်ကိုအမှတ်မတင်မောကြည့်လိုက်တယ်ချက်ချင်းဆိုသလိုဘာတန်းရဲ့မျက်နှာမှာဒေါသရင်ရောင်တွေဖုံးလန်းသွားပါတယ်လူငယ်ကခက်ပြုံးပြုံးနဲ့လွတ်သွားတဲ့အိမ်မှာဝင်ထိုင်နေဒီတော့မှဘာတန်းကမြာကြီးရဲ့နေရွယ်နားကိုကပ်ပြီးတော့ဘယ်သူမှမကြားစေလို့တော့အတန်နဲ့စကားတခွန်းပြောလိုက်တယ်ဘာတန်းစကားဆုံးတာနဲ့မြာကြီးထိုလူငယ်ရဲ့မျက်နှာကိုစက်ခနဲကြည့်လိုက်တယ်လူငယ်ကခက်ပြုံးပြုံးချက်ချင်းဆိုသလိုမြာကြီးရဲ့မျက်နှာမှာလည်းဒေါသအရိပ်ရောင်တွေဖုံးလန်းသွားပါတယ်ထိုရဲ့ခိုင်ဟဲ့အောင်နေဖဲကစားမှဆိုအေးအေးကစားဘာဆောက်ပြဿနာမှမဖြစ်စေနဲ့နောက်တစ်ခါပြဿနာဖြင့်ငါတို့အစိုးမစုံနဲ့နော်အကုန်ရိုက်ခွဲမှကြားလားထန်းတပင်ရွာရဲ့ကာလာသားကောင်းကသူ့လက်ထဲကဒုတ်နဲ့ဖဲကစားမဲ့သူတွေကိုရွှဲပြီးမှန်ပါပါပြောနေပါတယ်စိတ်ချပါဘာပြဿနာမှမဖြစ်စေရပါဘူးကျုပ်အာမခံနေငါကြောက်ကခက်အေးအေးပြန်ပြောလိုက်တယ်အေးကြည့်ရသေးရပေါ့ကွာမဟုတ်ရင်ပေါ့မဟုတ်လို့ကတော့မင်းကောင်းကွဲပြီသားမဲ့ကာလာသားကောင်းကအဲ့လိုပြောပြီးသူ့လူတွေကိုခေါ်ရေးဖဲဝိုင်းသားကနေထွက်သွားတယ်အကိုကြီးတို့ကျုပ်ကိုမှတ်မိသေးလားကျုပ်ကငါကြောက်လေဗျာဒီရွာကအရက်ဆိုင်မှာအကိုကြီးတို့နဲ့အတူအရက်တောက်သွားတဲ့ကောင်လေးလေငါကြောက်ကမြကြီးနဲ့ဗာတန်းကိုကြည့်ပြီးတော့ခက်ပြုံးပြုံးပြောတယ်တိတ်မှတ်မိတာပေါ့ကွာမင်းကငါတို့ဘယ်မေ့ပါမလဲငါတို့ကလည်းမင်းကိုအကျွေးပေးမလို့တွေ့ချင်နေတာအခုတော့တိုက်တိုက်ဆန်ဆန်ဖဲဝိုင်းမှာတွေ့ရပြီပေါ့ကွာဒါနဲ့နောက်တစ်ကောင်ကမပါဘူးလားကွာမပါပဲနေပါမလားဗျာပတာဗောကျုပ်တို့ကအတူသွားအတူလာအတူစားအတူအိတ်အတူဖဲရိုက်တယ်လေမြကြီးနဲ့ဗာတန်းရဲ့နောက်ကနေအတန်တန်ထွက်ပေါ်လာခဲ့ပါတယ်ဒါကြောင့်မလို့မြကြီးနဲ့ဗာတန်းတိုင်မြင်မထားပဲအနောက်ကိုလဲကြည့်လိုက်တယ်မထင်မှတ်ထားတဲ့မြင်ကွင်းကြောင့်နှစ်ယောက်လုံးမျက်လုံးပြူသွားကြတယ်သူတို့နောက်မှာမြင်းမီကခက်တီတီနဲ့ထိုင်နေတယ်လက်ထဲမှာတမြောင်တစ်ချောင်းလဲကင်ထားတယ်မြင်းမီရဲ့ဘေးမှာတော့ရဲကြီးအကိုကြီးတို့ဒီတမြောင်ကအကိုကြီးတို့တမြောင်လားဗျမြင်းမီကသူ့လက်ထဲကတမြောင်ကိုမြှောက်ပြပြီးတော့ပြောတယ်
မြင်းမိလက်ထဲကဓမြကိုမြင်မှမြကြီးသူ့ခါးကြားသူပြန်ဆန်းမိတယ်ခါးကြားမှာဓမြောင်ရှိမနေတော့ပါဘယ်ကနေဘလို့မြင်းမိလက်ထဲရောက်သွားတယ်မသိဒါကြောင့်မလို့ဒေါသပူထွက်ပြီးလက်သေးကိုကြက်ကြက်ပေါအောင်ဆို၍အန်ကိုတင်းတင်းကြိတ်လိုက်တယ်မြင်းမိကလေတရှွန်းရှွန်းနဲ့မြကြီးရဲ့ဓမြောင်ကိုသူ့ခါးကြားတွင်ထိုးထည့်လိုက်တယ်အဲ့ဒီနောက်ဖဲသမားတို့ကစိတ်မရှိတဲ့လေးတန်းနဲ့ဟဲ့အောင်မင်းရပါလေဖဲရိုက်မှလားစကားပြောမှလားစကားပြောမယ်ဆိုလဲဖဲဝိုင်းပြင်ထွက်ကွာလေးလိုပဲထိုင်နေတဲ့သူတွေလည်းနည်းနည်းပါးပါအားနာပါအောင်ကွာဖဲကရှုံးနေရတဲ့ကြားတယ်အေးကွာဟုတ်လဲဟုတ်တယ်ဖဲဝိုင်းကဖဲဝိုင်းနဲ့မတူတော့ဘူးစကားဝိုင်းဖြစ်နေပြီကွာဖဲသမားနောက်ဘူးကလည်းဝင်ပြောတယ်တီတော်မှမြကြီးစိတ်ကိုတတ်နိုင်သမျှပြန်လျှော့ပြီးတော့စိတ်မစိုးကြပါနဲ့ကွာငါမိတ်ဆွေနဲ့အမှတ်မတင်ဖဲဝိုင်းမှာပြန်တွေ့လို့ဝမ်းသာပြီးစကားပြောမိတာပါအခုစကားလည်းပြောပြီးပြီဆိုတော့ဖဲဝိုင်းပြန်စမယ်ဗျာမင်းတို့ထိုးမဲ့ငွေတွေရှေ့မှာရှာလို့ရပါပြီညာကြီးကဖဲချက်တွေကိုကောက်ကန်ပြီးကျွမ်းကျင်စွာကလပ်ဖန်ထုတ်လိုက်တယ်ဖဲသမားတွေလည်းမိမိတို့ထိုးမဲ့ငွေပမာဏကိုရှေ့မှာကိုအသီးသီးချကြလေတယ်ပရိသတ်များရှင်ဘက်ကင်ဇလန်းလေးရဲ့အပိုင်းခွန်ကတော့ဒီနေရာမှာပြီးဆုံးပါပြီနောက်ရက်များမှာလည်းဒီဇလန်းရဲ့ကြံရှိနေသေးတဲ့ပန်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ပရိသတ်များကဆက်လက်ဆောင်မျိုးကြည့်ရှုအားပေးကြအောင်လို့တောင်းဆိုလိုက်ပါစီရှင်ဒီကနေ့မှာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုထူးပင်ကျေးဇူးတင်ပါတယ်ရှင်